TikTok အကောင့်နဲ့ဝင်ပြီးရင် Thailand region ပြောင်းလိုက်ပါတယ် TikTok ထဲဝင်ပြီးရင်ဒီမြန်အကြောင်း3ကြောင်းဝင်လိုက်ပေါ့နော်ပြီးရင်ဒီ setting and private ထဲဝင်ပြီးဆိုရင် account ဆိုတဲ့နေရာဝင်ပြီးရင်ဒါ account information နဲ့နေလိုက်ပေါ့နော်ဒီပြီးရင်အောက်မှာမြန်မာဆိုတာပြထားပါတယ်အဲ့ဒါကိုတစ်ချက်နေလိုက်ပါဝင်ပြီးဆိုရင်ဒါ Japan region တစ်ချက်ပြောင်းပြပြီးကြည့်မယ်နော် Japan region ဂျပန်အောင်နေလိုက်ပါနော်ဂျပန်အောင်နေပြီးဆိုရင်ရလာမြန်လာတစ်ချက်ကြည့်မယ်နော်ဒါဂျပန် region ကတော့လုံးဝသူကမရပါဘူးသူက cannot update region ဆိုတော့လုံးဝ update လုပ်လို့မရပါဘူးနော်ဒါဆိုရင်ဖြင့်ဒါတော့လုံးဝဂျပန် region ပြောင်းလို့မရတော့ပါဘူးဒါပြင် okay ကိုနေလိုက်ပါ okay ကိုနေပြီးဆိုရင်မြန်မာဆိုတဲ့နေရာကိုပြန်နေလိုက်ပါနေပြီးဆိုရင်ဒါ Thailand ကျွန်တော်ပြောင်းယူအောင်နော် Thailand ကိုဒါ T ကိုနေလိုက်ပါနော် T ကိုနေလိုက်ပြီးပေါ်မှာဒါ Thailand ဆိုတာလေးကိုနေလိုက်ပါနေပြီးဆိုရင်အောက်မှာ agree and update ဆိုတာလေးကိုနေလိုက်ပါ agree update နေလိုက်ပါ update နေလိုက်ပါ update နေပြီးဆိုရင်ဒါမှတူပါတော့ဒါဒီ update your region ဆိုတာပြထားပါတယ် update ဆိုတဲ့နေရာမှာ15 minutes ပြီးရင်ဒါ Thailand အကောင့်ရတော့ပါပြီခင်ဗျားတို့လည်းဆန်းလုံးကြည့်ပါအားလုံးကျေးဇူးတင်ပါတယ်